မိန်းကလေးငယ်လေးဟာလေဖြတ်နေတဲ့သူ့အကူစီဆေးခွက်လေးကင်ပြီးသွားပေးခဲ့တယ်။ဒါပေမဲ့သူ့အကူကသူမကိုတနက်နဲ့ချိန်ပြီးအေးဆက်ဆက်လေးတန်နဲ့ထွက်သွားဖို့မောင်းထုတ်ခဲ့ပါတယ်။အနားမှာရှိတဲ့အိမ်ဖော်ကလည်းမိန်းကလေးငယ်ရဲ့လက်မောင်းကိုစိတ်ပြီးအကြမ်းပူတမ်းတွန်းထုတ်လိုက်တာကြောင့်ဆေးခွက်ထဲကဆေးတွေတဝက်လောက်ဖိတ်ဆင်သွားခဲ့ရတယ်။မိန်းကလေးငယ်လေးဟာမခံမရပ်နိုင်ဖြစ်ပြီးငိုချလိုက်ပြီးတော့သူမရဲ့မျက်ရည်တွေဟာဆေးခွက်ထဲကိုစီးကျသွားပြီးဆေးရည်တွေကိုရွှေရောင်ဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။အတန်ကြားလို့အမေဖြစ်သူပြေးဝင်လာတဲ့အခါအိမ်ဖော်ကချက်ချင်းပဲဟန်ဆောင်ပန်ဆောင်တောင်းပန်ခဲ့တယ်။ဒါပေမဲ့မိန်းကလေးငယ်လေးကတော့စိတ်တက်မကြပဲသူ့အကူစီကိုဆေးခွက်လေးပြန်ကမ်းပေးခဲ့ပါတယ်။အကူဖြစ်သူလည်းမလွဲတာတော့ပဲဆေးကိုတောက်လိုက်ရတာပေါ့။နောက်တစ်စက္ကန့်မှာပဲအံ့ဖွယ်ဖြစ်ရတစ်ခုဖြစ်ပွားခဲ့ပြီးအကူဖြစ်သူဟာမတ်တက်ရက်နိုင်သွားပါတယ်။အမေဖြစ်သူဟာဝမ်းတာလုံးလုံးမျက်ရည်ကျရင်ဒီမွေးစားသမီးလေးဟာသူတို့မိသားစုအတွက်တကယ်ကိုကံကောင်းခြင်းတွေတည်ဆောင်လာပေးသူဆိုတာနားလည်သွားခဲ့ပါတယ်။အကူဖြစ်သူကလည်းစိတ်လှုပ်ရှားစွာနဲ့ညီမလေးကိုပွေ့ချပြီးပတ်ချလဲအောင်ဝေ့ရမ်းခဲ့ပါတယ်။အဲ့ဒီညမှာပဲအဖေဖြစ်သူဟာဂုံပြူပွဲတစ်ခုကိုဖိတ်ကြားခံရပါတယ်။မိန်းကလေးငယ်လေးဟာအနေရရှိနေတာကိုအာယုံခံပြီးလို့အဖေနဲ့အတူလိုက်သွားဖို့ဆွတ်တောင်းဆိုခဲ့ပါတယ်။မထွက်ခွာခင်မှာအကူဖြစ်သူကသူ့မလက်ထဲကိုလက်နက်တစ်ခုထည့်ပေးလိုက်ပါတယ်။ပွဲကိုရောက်တဲ့အခါလူမိုက်တစ်ယောက်ကအဖေဖြစ်သူကိုတကယ်ပဲလာရောက်ရန်စပါတော့တယ်။အဲ့ဒီလူမိုက်ကရုပ်ချင်းစင်တူတဲ့ဖျားစင်တူတော်6စုကိုထုတ်ပြပြီးစစ်မှန်တဲ့စိမ့်မက်ကြောက်ကျဲဖျားစင်တူတော်ကိုရွေးထုတ်ခိုင်းပါတယ်လူအများကလှောင်ရည်နေကြပေမဲ့မိန်းကလေးငယ်လေးကရုတ်တရက်ရှိထွက်လာပြီးစင်တူတော်တစုကိုညွှန်ပြကဒါဟာအစ်စ်ဖြစ်တယ်လို့ပြောလိုက်ပါတယ်အဖေဖြစ်သူကလည်းသမီးလေးကိုယုံကြည်ပေးခဲ့ပါတယ်အဲ့ဒီနောက်မိန်းကလေးငယ်လေးကစင်တူတော်ကိုလက်သီးနဲ့ထိုးခွဲလိုက်တဲ့အခါလူမိုက်ကဒေါသတကြီးနဲ့အဖေဖြစ်သူကိုတနက်နဲ့ပစ်လိုက်ပါတယ်မိန်းကလေးငယ်လေးကချက်ချင်းပဲအဖေရှိကကာကွယ်ပေးလိုက်ပြီးတိုက်ခိုက်သူကိုပြန်လဲဒဏ်ရာရအောင်လုပ်နိုင်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲကွဲအပ်သွားတဲ့အပိုင်းစလေးတွေကြားကနေတကယ်စိမ့်မက်ကြောက်ဖျားစင်တူတော်အစ်စ်ဟာအယောင်တောက်ပြီးထွက်ပေါ်လာပါတော့တယ်